ဒီညီလေးအတွက်ပေါ့နော်ပျော်စင်စရာလေးပေါ့နော်အခုဆိုရင်ငရင်ကြောက်ဖြစ်တာပေါ့နော်ဒါခြေတော့ပါသွားတာပေါ့သူကအခုဆိုရင်ပုတုအခုဆေးရုံတင်ပေးလိုက်ပြီပေါ့နော်ဒီဆေးရုံမှာတလားတီတီညီလေးတက်ရမှာပေါ့နော်ညီလေးအတွက်ကအခုဗါလဲဒီဆေးရုံမှာစောင်းတွေခေါင်းတွေခြေနှောင်းတွေဘိုင်းညာအကုန်လုံးပုတုစီစဉ်ပေးမယ်နော်ဘာမှပူစရာမလိုဘူးစားစရာတွေကစနော်ညီလေးကအာတင်ပြီးတော့ဒီဆေးရုံမှာစူးစမ်းမယ်နော်ညီလေးကိုပေါ့နော်အလှရှင်တွေလှူကားတာပေါ့နော်ပုတုအော်အားပေးမယ်နော်မဆန်ဝင်မော်လမြိုင်ရပေါ့နော်တူမလေးအတွက်ဆိုပြီးတော့ပေါ့နော်မမိထိုက်ရဟမ်ဟုတ်လားမမိထိုက်ဒီမလေးရတယ်ရိုက်တာညီလေးဟုတ်တယ်မမိဟုတ်မိထိုက်ဟောမဆန်ဝင်မော်လမြိုင်ရပေါ့နော်တူမလေးမမိထိုက်ပေါ့နော်အတွက်ဆိုပြီးတော့အလူငွေ2သိန်းပေါ့နော်ဗါလဲအောင်ကိုလက်ကအလူငွေ3000ပေါ့နော်မင်းသူကအလူငွေ2000ပေါ့နော်နေမျိုးထက်ကအလူငွေ9000မခိုင်စာလင်းသမီးလေးပေါ့နော်မဆနာအလူငွေ3000တန်းစင်အဖေပေါ့နော်ရည်စိုးပြီးတော့လှူတာပေါ့နော်တန်းစင်ကသူ့ဖေရည်စိုးပြီးလှူတာတဲ့အလူငွေ3သိန်းရတယ်ကိုကြီးလားတန်းစင်ပြီးရနော်ဒါပါလေဒါအီးမေးလ်ချေကအလူငွေ1000ပဲပေါ့နော်ကိုစော်လင်းမတ်ချိုမှာခန်းနှပင်ကအလူငွေ9000ပေါ့နော်အလူရှင်ကျမ်းမှာကြပါသေးဘောလုံးပေါ့နော်ဒါလည်းသူ့ဘာဖြစ်လဲထပ်ဆုံးသူ့ထပ်ဆုံးအေးဟုတ်တယ်သူ့ထပ်ဆုံးဟောသူ့ထပ်ဆုံးနဲ့ចောင်းသားလေးမဟုတ်ဘူးဝိုင်းပေါ့နော်အလူငွေ2000လှူတာပါငါညီလေးကျမ်းမှာကျမ်းသာပါလေမိထီလာပေါ့နော်ဟာမန်ဆိုတဲ့လူတရားပါပေါ့နော်မိထီလာမျိုးပါတဲ့ဟာမန်ပေါ့နော်ငါးညီလေးတွက်သူရောအလူငွေ9000ပေါ့နော်ဝင်းတန်ဖြိုကအလူငွေ9000ပေါ့နော်ခိုင်စာလင်းကအလူငွေ9000ပေါ့နော်ကိုအောင်ကိုမတ်ဆန်ဆန်မို့တမီလေးအတွက်ဆိုပြီးတော့ပေါ့နော်မိသားစုမှာအလူငွေ3သိန်းပေါ့နော်ဖင်ချိုကပေါ့နော်အလူငွေ3000ပေါ့ဒေါ်စန်းအေးကအလူငွေ2000ဒါပါလေဟောပါဂျေကပေါ့နော်တက်နိုင်လောက်ထူလိုက်တာပေါ့နော်ဟိုဗာလေကိုခင်မောင်သေးပေါ့မမြင့်မြင့်စံအလူငွေ3သိန်းဟောဒီမှာစလေးပဲပုတုဆက်တင်တာပေါ့နော်ဟောမောင်ဝင်းနိုင်တော့စလေးပဲပုတုဖုံးဆက်တာပေါ့နော်ပုတုကအလူငွေမတိလို့ပေါ့နော်ဟောစလေးပဲပုတုကသူ့ဆက်သွယ်လိုက်တာပေါ့နော်လှူရတာကြာပြီအလူစင်ရင်ပုတုကမေ့သွားလို့ပေါ့နော်မောင်ဝင်းနိုင်ထုံးပေါ့နော်မိသားစုကပေါ့အဖေအတွက်ဆိုပြီးတော့ရည်စူးတာပေါ့နော်ဦးထွန်းကြီးအတွက်ပေါ့နော်အလူရှင်လေးတောင်းမယ်နော်လူပေးရတဲ့လေနောက်ဗလဲပကံညာဦးကအလူငွေ9000တောင်တကုံအနေရပေါ့နော်အလူငွေ2သိန်းနော်တောင်တကုံအနေမိသားစုမှာပေါ့နော်အလူငွေ2သိန်းအားလုံးပေါင်းလိုက်တာပေါ့နော်17သိန်းပဲဟောဒီပေါ့နော်ဟိုအားလုံးပေါင်းလိုက်တာ17သိန်းပေါ့နော်ဒီထက်ကုန်မယ်ဆိုရင်လည်းပုတုထပ်ပြီးတော့စိုက်ပြီးမှာပေါ့နော်ငါညီလေးနော်ဒီမှာနော်အလူရှင်ပတ်စံလေးပေါ့နော်အောက်ပါမယ်နော်ငါညီနော်အလူရှင်လေးစစ်တောင်းပြီးတော့သူ့ကိုလည်းမေးရတယ်လည်းကျမပါလေခေါင်းလာပါလေလောက်ကိုင်းအားလုံးလည်းကြပါလေတောင်းပြီးပါငါညီလေးလည်းဟိုပေါ့နော်ဒီခြေထောက်လေးပြန်ကောင်းသွားရင်ဘာလုပ်မှာဒီပြန်ကောင်းသွားရင်တော့အလုပ်ကလေးတစ်ခုကခုတော့ကြိုးစားပြီးလုပ်ချင်တယ်ဟုတ်ငါညီကဒီခြေထောက်ပြန်ကောင်းတာလည်းအလုပ်လုပ်မှာလားဟာလုပ်ချင်တာအဲ့တော့ဒီလိုဖြစ်နေတော့ကိုကထိုင်နေရတာလေဆိုကြမနေချင်တော့လုပ်ပဲကွလုပ်ချင်နေတာအဲကြောင့်မလို့ခြေတူးတက်ပြီးမှလုပ်ပဲပြန်လုပ်မယ်ခြေတူးလာရတဲ့လုပ်ကတော့လုပ်မှာပေါ့၄ပင်တော့မလုပ်နိုင်တော့ဘူးပေါ့အဲတောင်းတတလုပ်ကိုပြန်လုပ်မယ်ဆိုပြီးခြေတူးတော့ဒါမန္တလေးသားပေါ့နော်နော်သူ့ပေါ့နော်အလူရှင်တွေရှိတယ်ထပ်တူပေးလို့ရတယ်ပေါ့နော်နော်သူကဒီမှာဆေးရုံမှာဓာတ်နဲ့ချီပြီးနေရမယ့်အတွက်ပေါ့နော်နောက်ပိုင်းဘာတွေထပ်ပြီးဖြစ်မယ်လို့ဝယ်ရအောင်မလို့မသိဘူးပေါ့နော်အဲ့တော့ကိုငါညီလေးအစင်ပြေအောင်ငါညီလေးပြန်သွားရင်လည်းအစင်ပြေအောင်ဟုတ်လားဟိုအားလုံးပုတုစီစဉ်သွားပြီလို့နော်ဟုတ်ပါဘူးဒီကောင်းတော့ကျေးဇူးတင်ပါတယ်လို့ဒီဝိုင်းလာပါလားကောင်းအစင်ပြေကြပါစေလို့တောင်းပန်ပါတယ်သူကျေးဇူးအားလုံး
တက်ရမယ်ဆိုတော့လည်းဝမ်းသာမိပါတယ်အဲဆိုနေ့တွေကြာကြီးတစ်နှစ်ပြီးွားဖြစ်နေတော့ဒီတိုင်းနေရတာတော့ပုံနေချင်းတော့ခံတော့လည်းလွယ်လွယ်သွားချင်းဆိုတော့ချစ်သူတက်ချင်းနေအခုချိန်မှာတက်ရမယ်ဆိုတော့အရင်ပျော်မိတယ်ဝမ်းသာမိတယ်တက်ချင်းနေကိုလိုလိုက်ကူရကိုရိုးလည်းကျေးဇူးတင်ပါတယ်အလူငွေပတ်စံကောင်သွားလဲဒီလေးကိုကူညီပြီနော်ရမ်းချစ်တာနော်ချစ်တာဟာဟုတ်တယ်တော်တော်ချစ်တာကောင်မလေးဆိုရင်သစ္စာလည်းရှိတယ်တော်လည်းချစ်တယ်ဘေးမှာတော့ရှိနေတာပေါ့နော်သူကလည်းရှိနေတယ်ပြင်းပြင်းဖြစ်နေတယ်လေဟိုပေါ့ထာဝရပေါင်းဆက်နိုင်ပါပြီနော်ဟုတ်ကဲ့အခုဘေးမှာအများကြီးရှိနေအခုချိန်ကြီးအဲ့ဒီကောင်မလေးကကြီးစားဖြစ်တော့ဘယ်နှစ်နှစ်တည်းဖြစ်လဲအောင်း23ပါခင်ဗျအောင်း23လားနှစ်နှစ်ပေါ့အောင်းနှစ်နှစ်ရှိပါပြီနော်ဘာမှတွေ့တာဒီရန်ကုန်မှာပဲတွေ့တယ်ရန်ကုန်မှာတွေ့တယ်ရန်ကုန်ရဲ့အတွက်မန္တလေးကောင်ကလေးကတုတ်တိုက်လို့အညီမလေးမနော်အညီလေးကိုဗါလဲထာဝရပေါင်းဆက်ပြီးပါလို့နော်ညီမလားခေါင်းနှိပ်တယ်ဘာပဲဖြစ်အခက်ခဲဖြစ်ရင်တူတူဆက်ဆက်နော်မင်္ဂလာဆောင်မှုအစီအစဉ်ရှိလားရှိလားမင်္ဂလာဆောင်လာခဲ့နော်ကြီးကျယ်ဆောင်ချနော်ဟုတ်ပါပေါ့